တဘာဝလွန်ဖြစ်တဲ့နဲ့မကြာခဏဆိုသလိုဝန်ထမ်းတွေထူးဆန်းစွာပြောင်းဆုံးတတ်တဲ့ရေခဲမှုဆိုင်တစ်ခုမှာတင့်နေနဲ့ညာဆိုင်လို့လုပ်ကြရမယ်ဆိုရင်ဖြစ်နိုင်ပါမလားအားလုံးမင်္ဂလာပါကေဝတာတိတ်မန်ကနေတင်နေကြိုဆိုလိုက်ပါတယ်ကျောင်းဝစာမန်ကြီးပါကျော်တဲ့ဒီဗီဒီယိုမှာတော့ကျွန်တော် YouTube comment တစ်ခုကဒီ Roblox တွေက ice cream shop ခင်းအကြောင်းပြောပြပါဆိုပြီးတော့လာမှတ်ထားတွေ့လို့ကျော်တဲ့ဒီဗီဒီယိုကိုလုပ်လိုက်ခြင်းဖြစ်ပါတယ်ဒီဗီဒီယိုထဲမှာတော့ဒီ ice cream shop လို့ခေါ်တဲ့ဒီ Roblox တွေက horror game နဲ့ပတ်သက်ပြီးကျော်သိတဲ့တော့ကိုပြောပြသွားမယ်ဗီဒီယိုလေးမစခင်မှာတော့ထုတ်ဆက်တိုင်းပဲကျွန်တော်ကေဝတာတိတ်မန် YouTube channel လေးကိုsubscribe လုပ်လို့ဆိုရင် subscribe လုပ်ပေးခဲ့ပါဒီနေ့ notification ခေါင်းလေးကိုလည်းနှိပ်ပေးခဲ့ပါပြီးတော့ထုတ်ဆက်တိုင်းပဲတင်နေတဲ့ဒီဗီဒီယိုလေးကို YouTube ကြည့်နေဆိုရှင်တော့ VPN လေးခံပြီးတော့ကြည့်ပေးခြင်းပြင်ကူညီပေးကြဖို့လည်းတောင်းဆိုချင်ပါတယ်စလိုက်အောင်ပါဒီ ice cream shop ဆိုတာကတော့2025ခုနှစ်နိုဝင်ဘာလ1ရက်နေ့တုန်းကဒီ Roblox ပေါ်မှာစတင်ထွက်ရှိလာတဲ့ horror game တစ်ခုဖြစ်ပါတယ်ဒီ game ကိုဒီ Reform လို့ခေါ်တဲ့ developer တယောက်ကစတင်ဖန်တီးခဲ့တာဖြစ်ပြီးဒီ game ကစတင်ထွက်ရှိလာကြတဲ့က player တွေကြားမှာရန်ကိုနာမည်ကြီးပြီးရေပန်းစားတဲ့ horror game တစ်ခုဖြစ်လာခဲ့ပါတယ်။တာမန်အဖြစ်တော့ game ရဲ့ပုံစံကရိုးရှင်းတဲ့ Job Simulator game ပုံစံမျိုးစားဖြစ်ပေမဲ့နောက်ွယ်မှာတော့ကြောက်စရာကောင်းတဲ့ horror storyline တွေပါဝင်နေပါတယ်။ဒါဆိုရင် game ရဲ့ storyline ကိုနည်းငယ်ပြောပြပေးချင်ပါတယ်အစားပိုင်းမှာတော့တင်ကရေခဲမှုဆိုင်တစ်ခုမှာလွတ်လွတ်တဲ့ညာဆိုင်ဝန်ထမ်းတယောက်ဖြစ်တာကြောင့်ကတန်မာတွေလာတဲ့အခါမှာရေခဲမှုရောင်းမယ်ရေခဲမှုကုန်သွားတဲ့အခါမှာဖရီဇာထဲကနေတော့ရေခဲမှုတွေကိုထပ်ထုတ်ပြီးတော့ထပ်ဖြည့်မယ်နောက်ကစတမာတွေပြန်လာတဲ့အခါမှာပြန်ရောင်းမယ်ဒီလိုမျိုးနဲ့ပဲရိုးရှင်းရှင်းဖြတ်တန်းနေမှာဖြစ်ပါတယ်ဒီလိုနဲ့တိတ်မကြခင်မှာပဲတင်းရဲ့နောက်မှာရှိတဲ့ဖရီဇာခန်းထဲကနေအထူးဆန်းတဲ့တန်တစ်ခုကိုကျန်းမှာဖြစ်ပြီးတော့တင့်နေတဲ့ဒီတန်ကဘယ်ရလာလဲဆိုတာကိုစစ်ဆေးဖို့အတွက်ဖရီဇာခန်းထဲကိုဝင်သွားခဲ့မယ်ဆိုရင်တော့တင်အခန်းထဲကိုရောက်ပြီဆိုတာနဲ့အခန်းတကာကသူ့လိုလိုပိတ်သွားမှာဖြစ်ပြီးကြောက်စရာကောင်းတဲ့အတိုင်းတစ်ခုကိုလည်းစတင်ကြရမှာဖြစ်ပါတယ်။ဒါပေမဲ့မစိုးရင်ပါနဲ့ခဏကြာမှာတော့အခန်းတကာကသူ့လိုလိုပြန်ပွင့်လာမှာဖြစ်ပြီးအရာလုံးကလည်းပုံမှန်တိုင်းဖြစ်နေမှာပါ။နောက်တစ်နေ့ညကိုရောက်ရှိတဲ့အခါမှာတော့တင့်နေနဲ့ပါဆယ်ဘုံတစ်ခုကိုလက်ခံရရှိမှာဖြစ်ပြီးလုံးဝဖွင့်ကြည့်ဖို့လည်းသတိပေးတားမြစ်ခံရမှာပါ။တကယ်လို့ဒီပါဆယ်ဘုံထဲမှာဘာတွေရှိနေမလဲဆိုတော့ကိုဆက်စုခြင်းစိတ်နဲ့စူးစမ်းခြင်းစိတ်နဲ့ဖွင့်ကြည့်လိုက်မှဆိုရင်တော့နောက်ဆက်တွဲဘာတွေဖြစ်လာမလဲဆိုတော့ကိုဘယ်သူမှအတိအကျမပြောနိုင်ပါဘူး။တကယ်လို့တင့်နေနဲ့ဒီပါဆယ်ဘုံကိုလုံးဝဖွင့်မကြည့်မိဘူးဆိုရင်တော့ဒုတိယမြောက်ညကလည်းတာမဲ့တိုင်းပဲရိုးရိုးရှင်းရှင်းအဆင်ပြေပြေချောချောမွေ့မွေ့နဲ့ပြီးဆုံးတော့မှာဖြစ်ပါတယ်။ဒီလိုနဲ့တတိယမြောက်ညတိုင်းဆင်းတဲ့ညကိုရောက်ရှိလာပါပြီ။ကြောက်စရာကောင်းတဲ့တဘာဝလွန်ဖြစ်တွေကဒီနေ့ညမှာစတင်ဖြစ်ပေါ်လာမှာဖြစ်ပါတယ်။ဒီနေ့ညမှာတော့လုံးဝဝင်ခြင်းပဲစိုင်ထဲကဖုံးမြည်နေတဲ့ကိုကြားရပါတယ်။တော့ကင်နေတဲ့အခါမှာတော့အထက်ကပြောနေတဲ့စကားကသူမဒီနေ့ညမှာရောက်လာလိမ့်မယ်။သူမကိုမမြင်ကြအောင်ဟန်ဆောင်နေသူမမရှိသလိုဟန်ဆောင်နေဆိုပြီးတော့ကြောက်လက်တရားနဲ့သတိပေးပြောဆိုနေတဲ့အတန်ဖြစ်ပါတယ်။တဲ့နေနဲ့ဖုန်းလေးကပြောတဲ့စကားရဲ့အထိပ္ပယ်ကိုနားမလဲတာကြောင့်ဖုန်းကိုချလိုက်ပြီးတာမန်နေလိုပဲလုံးဆရာရှိတာဆက်လုပ်နေပါတယ်။ညတကောင်မြောက်ခင်ထိတော့ပုံမှန်နေလိုပဲကစတမာတွေလာလိုက်ရေခဲမှုရောင်းလိုက်နေအရာလုံးကတာမန်ပါပဲ။တကောင်ကြော်လာတဲ့အခါမှာတော့နောက်ထပ်ဖုန်းမိတဲ့တစ်ခုကိုကြားလိုက်ရပါတယ်။ဒီလိုနဲ့ဖုန်းကိုသွားကင်တဲ့အခါမှာတော့ဖုန်းထဲကအတန်ကတနာစရာကောင်းတဲ့မိတ်ကလေးတယောက်ရဲ့ကူညီတောင်းနေတဲ့အတန်ဖြစ်ပါတယ်။ဘယ်လိုမျိုးလဲဆိုရင်ငါ့ကိုကူညီပါငါကမင်းတို့ရဲ့ရေခဲမှုဆိုင်ရဲ့ဘေးမှာရှိတဲ့လမ်းကြားလေးထဲမှာအကူညီလိုအပ်နေပါတယ်ဆိုပြီးတော့ကူညီတောင်းနေတဲ့မိတ်ကလေးတယောက်ရဲ့အတန်ဖြစ်ပါတယ်ဒီလိုနဲ့အတင်ကဒီကောင်မလေးကိုကူညီဖို့အတွက်စိုင်းပြင်ကိုထွက်ပြီးစိုင်းရဲ့ဘေးကလမ်းကြားလေးတွေကိုဝင်သွားမယ်ဆိုရင်တော့ကြောက်စရာကောင်းတဲ့တရေမရဲ့၆လက်မှုကိုခံရမှာဖြစ်ပါတယ်ဒီ၆လက်မှုကြောင့်ရန်ကိုကြောက်လန့်သွားတဲ့အတင်ကစိုင်းထဲကိုပြန်လဲပြေးဝင်လာပြီးပုံမှန်တိုင်းပဲရေခဲမှုဆက်ရောက်နေပါတယ်တိတ်မကြခင်မှာပဲခုနက၆လက်ခဲ့တဲ့တရေမကစိုင်းထဲကိုဝင်လာခဲ့ပြီးတော့တစ်စီမှာရေခဲမှုလာဝယ်ပါလိမ့်မယ်ဒီချိန်မှာတင့်နေနဲ့လုံးဝင်ကစားကသတိပေးဖုန်းခေါ်ဆိုမှုကိုသတိရဖို့လိုပါတယ်တတိပေးထားတဲ့အတိုင်းပဲသူမအောင်မမြင်ကြအောင်ဟန်ဆောင်မယ်သူမမရှိသလိုဟန်ဆောင်နေမှာဆိုရင်တော့တင့်နေနဲ့ဘေးကင်းမှာဖြစ်ပါတယ်တကယ်လို့များသူမမှားတဲ့ရေခဲမှုကိုရောင်းလိုက်မိမှဆိုရင်တော့နောက်ဆက်တွဲကြိုးစားကတင်းရဲ့ဘဝတစ်ခုလုံးလည်းဖြစ်သွားနိုင်ပါတယ်ဒီ game ရဲ့ story တိုင်းကစော်ကစားနေချိန်တောအတွင်းတင်းရဲ့ရွေးချယ်မှုပေါ်မူတည်ပြီးအဆုံးသတ်ပြောင်းလဲရှိပါတယ်တကယ်လို့တင်းရဲ့ရွေးချယ်မှုတွေကမှားယွင်းခဲ့မှဆိုရင်တော့ရေခဲမှုဆိုင်ရဲ့အရင်ဝန်ထမ်းတွေလိုပဲတင်ကိုယ်တိုင်လည်းထောက်ရပြောက်ွယ်သွားမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်ခုပြောပေးခဲ့တာတော့ ice cream shop လို့ခေါ်တဲ့ Roblox horror game နဲ့ပတ်သက်တဲ့အကြောင်းတွေပဲဖြစ်ပါတယ်ဒီအကြောင်းနဲ့ပတ်သက်ပြီးပြည်သူတွေထင်မြင်ချက်ကိုလည်းအောက်က comment မှာဝင်ရောက်ရေးသားတော့ရပါတယ်နောက်ထပ်ဗီဒီယိုလုပ်စေချင်တဲ့အကြောင်းအရာနဲ့တိကျကြောင်းရှင်းရှင်းလည်းအောက်က comment မှာဝင်ရောက်ရေးသားတော့ရပါတယ်ကျွန်တော်တက်နေတော့ reset လုပ်ပြီးတော့ဗီဒီယိုပုတ်ပြောင်းဖန်တီးပေးသွားမယ်ဗီဒီယိုလေးသုံးကြည့်လို့ကျေးဇူးတင်ပါတယ် like and subscribe နေလည်းနှိပ်တော့မိပါနဲ့နောက်ဆက်မတော်ကောင်းကြောင်းလေးကြောက်ဆောက်ကောင်းကြောင်းနဲ့အတူပြန်လာခဲ့ပါဦးမယ် bye bye